အမျိုးတို့ရေးတယ်မှာပြီးလေခုပြီးစလုံးနဲ့ဥထည့်ပါပြီလို့ရှယ်စားပေါ့နော်ပြီးချက်လေးကတော့စားလို့ရပါပြီလို့အဲ့ဆိုင်ခကြီးချက်ကလေးတော့အဲ့လိုလေးပါလို့ကဲမင်္ဂလာပါအမျိုးတို့ရေးကလေးတွေကခေါင်းလေးကကောက်ခဲ့ကြတာတဲ့ခကြီးတဲ့စားတယ်လို့အန်ဒီဆောင်လေးချက်ခိုင်းတာကအန်စားကြည့်ရပြီးသားလာမရောလို့မဝယ်တာပေါ့နော်ဒါအနည်းရ3ရက်ရှိတဲ့မုံနေနေပေါ့နော်လို့ထည့်ပြီးတော့မှအဲ့3-4 5တော့သေးပြရမှာပေါ့နော်အဲ့အန်ဒီစားဒီနေ့ချက်ပြမယ်နော်ဒီမှာပြန်ဆေးရကိုလိုတိုက်ခါရမရသေးတာပဲချက်ချင်းကောက်ချက်ချင်းစားဆွန့်စော်နုံစော်နာနဲ့တော့သူလားထဲထဲမှာရှုပ်နေရှိရတယ်အဲ့နေ့3ရက်ဆိုတော့သူတို့မုံနေတယ်နဲ့အစာကျွေးထားတာပေါ့နော်ချက်ချင်းချက်လို့မရဘူးတော့အားနာနေချက်ချင်းနဲ့ပြအောင်ခုံတော့မှသူအစတွေကမကောင်းဘူးအဲ့နော်သူဒါအရင်နဲ့ခုံအဲ့ဒါမှစီထည့်ပြီးပြီးသွားတော့ညာဒီပဲချက်သွန်ဒီမှာချက်သွန်ဖြူဒီမှာချင်းဒီတမ်းနော်ဒီလိုလေးဝေးလာပြီခဏမထည့်နဲ့နော်မထည့်ပြီးရောင်လေးထည့်ပြီးကပီထည့်ပြီးကပီကမထိုင်နဲ့မထည့်နဲ့ပေါ့နော်အဲ့ဒါကတော့တိုက်ပြီးထည့်တာနော်ပြီးလို့ချက်တော့ရောအင်းအတက်တယ်လည်းပြတ်သွားရောဒီမှာကြည့်ကြအောင်ခကြီးနဲတဲ့ခကြီးလာတာရဝယ်လို့များစားရမယ်ဆိုတော့ပုံကြည့်နေတယ်ထုံမုံလေးထည့်ပြီးကဲစားလေးထည့်ပြီးဒီလေးထည့်ပါပြီလို့ကဲဒီလေးပြန်ထည့်အောင်မနော်တိုင်းလေးပဲထားတယ်နော်အန်စားစပလင်လာထည့်အောင်မစပလင်ထည့်ပြီနော်အဲ့ဒါပြီးတော့ဒီမှာငရုတ်ကောင်းကတော့မပါမဖြစ်ပေါ့နော်သူကတော့ငရုတ်ကောင်းကတော့ဒီခယူကပူချင်ပူအိုက်ချင်အိုက်ငရုတ်ကောင်းမပါလို့မရပါဘူးရှင်လို့ပြီးကြလို့ရှင်ဖက်ဖဲလေးရှမ်းနန်းလေးပေါ့နော်အဲ့လိုလာထည့်ပါမယ်လို့ငရုတ်ကောင်းနေပါလေတော့မကြိုက်လည်းမထည့်လို့ရတယ်နော်အန်ဒီဆန်တို့ကဒါသူ့ရဲ့ပါဝင်ရမယ့်ပစ္စည်းလေးတွေကိုထည့်ပြတာပါလို့ကဲမျိုးတို့ရေးဒီမှာအန်ဒီဆန်ဆာလော်မုံလေးထပ်မယ်နော်သူ့တဲ့ဦးလေးကဲရေလေးကိုတလူလေးပေါ့နော်ရေနွေးတွေဆိုတော့ပွက်ပြီးသားရေနွေးတွေဆိုတော့သူကအားအေးလို့နဲ့သူကလောက်တော့ခဲရတယ်အန်ဒီဆန်ဒီမှာနော်ဆာလော်မုံလေးထည့်တာအမျိုးတို့ရှိမှထည့်ပြတာနော်ကဲဒီလိုလေးထည့်လိုက်တော့မရတယ်ဆာလော်မုံကကြိုက်လဲထည့်ပေါ့နော်မကြိုက်လဲမထည့်လို့ရတယ်နော်အန်စားတော့နည်းနည်းလေးအိမ်ကကလေးတွေကလည်းဆန်လော်လေးနဲ့စားတင်တယ်ဆိုတာအန်စားချက်ပြတာပါ
ကဲမခဲတော့ဘူးနော်ကဲဒီမှာမရိုက်ထားမိလိုက်ပြီအနေစားဒီမှာဖက်ဖယ်နဲ့ဟိုထည့်တာနော်ဖက်ဖယ်နဲ့ဆန်းနန်နန်နဲ့သူကပင်စိမ့်နဲ့မလိုက်ဘူးဖက်ဖယ်နဲ့ဆန်းနန်နန်နဲ့ပလိုက်တာနော်ဆန်းနန်နန်နဲ့ဖက်ဖယ်နဲ့ထည့်ထားလိုက်ကဲရပါပြီအမျိုးတို့ရေဒီမှာခူးကြီးခူးကြီးစလုံးနဲ့ထည့်ပါပြီလို့အနေစားနဲ့ကဲအများကြီးပဲကဲကလေးတွေပြန်လာစိတ်တိုင်းကြသူတို့ကောက်ခတ်တာသူတို့ရှယ်စားပေါ့နော်မျိုးတို့ရေဒီချက်လေးကတော့စားလို့ရပါပြီလို့အနေဆိုင်ခရီးချက်ကလေးတော့အဲ့လိုလေးပါလို့နော်ကဲလာစားကြအောင်အမျိုးတို့ရေအားလုံးကိုထမင်းစားဖိတ်တယ်နော်အန်တီဆန်းကကဲအဲ့လိုလေးချက်စားကြနော်အမျိုးတို့ကဲအားလုံးနေကောင်းကြမှာမင်းမိန်ကြပါစေတဘာဝကပ်ပြီးအမျိုးမျိုးမှလည်းကင်းဝေးကြပါစေလို့အန်တီဆန်းဆုတောင်းမေတ္တာပို့သလိုက်ပါတယ်အမျိုးတို့ရေ